ကြောင်းပိတ်ရက်ကရှင်ထပ်ပို့ပြီးကြားလိုက်တာသူမနာနေခြင်းလို့ဆိုမှခါးသီးတဲ့ကံကြမ္မာဖန်လို့လားကြောင်းဝင်တဲ့ကခုံလေးအားအခုထိုင်းနေသူရောရှိသေးလားကိုမျက်နှိုးသူကောင်းမလေးကရောငါ့ကိုအခုထိချစ်သေးလားအော်အခုတော့နှစ်တွေအတော်ကြာမင်းလည်းပဲအသက်တွေနေမလားတန်ရောဆက်အမြင်တွဲလေးကမက္ကဆီကိုနေစင်စားလွာတွေပါပြန်စားတွေမကြဒီလိုနဲ့တိုးတွေကဘာတွေဟာချကျောင်းတော်ကြီးရဲ့ရိတ်အောင်မှာမင်းအငွေတက်တွေတစ်ခါပြန်လည်းမရ